မကဘန်းနာ shopping mall နဲ့သူ့နှလေးစိတ်အနီးမှာရှိတဲ့လက်စီလုံးချင်းအိမ်လေးကိုကျွန်တော်လိုက်ပြပေးမယ်။တင်ရဲ့ဆိုက်ရဆိုရင်908 square meter ရှိပြီးတော့မှအရှိမဆိုတော့ကားပါကင်3စီးစာရက်လို့ရနေရလေးရှိပါမယ်။အိမ်ထဲကိုတစ်ချက်တော့ကျွန်တော်သွားကြည့်အောင်။ဝင်ချင်းမှာဆိုရင်တော့ dining space နေရာနဲ့ living area ရှိမယ်။ဘက်ဘက်ချမ်းမှာဆိုရင်တော့ရေချိုးကအင်တာတွဲပါတယ်ပထမအိတ်ခန်းရှိမယ်ဒီဘက်ချမ်းမှာဆိုရင်တော့ living area ရှိမယ်ဗျကျွန်တော်ရဲ့ညာဘက်ချမ်းကိုသွားကြည့်အောင်ဒီခန်းလေးကတော့ store ခန်းပဲဖြစ်ပါတယ်ဒီကနေပြီးကားပါကင်ထွက်လို့ရနေရလေးရှိမယ်သူ့ရဲ့ကဲရမှာကခုံမောင်းထားလိုက်ရှိမယ်ဗျတရားလေးကတော့ close kitchen ပဲဖြစ်ပါတယ်ပြင်ဘက်မှာဆိုရင်တော့ kitchen ရှိမယ်ပြီးရနဲ့မိတ်ရိုးတစ်ခန်းရှိမယ်ဗျရေချိုးခန်းအိမ်သာထားပေးထားပါတယ်ဒုတိယထပ်ကိုသွားကြည့်အောင်ဒုတိယထပ်ကိုရောက်တာနဲ့ညာဘက်ချမ်းမှာဆိုရင်တော့ရေချိုးခန်းအိမ်သာတွဲပါတယ်ဒုတိယမြောက်အိတ်ခန်းရှိမယ်ဘတ်တက်ပါထားပေးထားပါတယ်သူ့ရဲ့ကဲရမှာပဲရေချိုးခန်းအိမ်သာတွဲပါတယ်တတိယမြောက်အိတ်ခန်းရှိမယ်ဒီခန်းလေးကတော့ရေချိုးခန်းအိမ်သာတွဲပါတယ်၄ခန်းမြောက်အိတ်ခန်းဖြစ်ပါတယ် closet room နဲ့ဘတ်တက်ပါထားပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်